ဘုန်းကြီးတို့ဒီနေရာမှာမင်းကုန်းစတော်ဘုရားကြီးကနော်သူရဲ့ကျေးဇူးရှင်သီလရှင်ဆရာကြီးရှိတယ်ဒေါ်ဓမ္မစာရီတဲ့နော်ပညာတတ်သူတော်ကောင်းတကယ့်ကိုအကြအတူယူစရာကောင်းတဲ့အမျိုးသမီးကြီးလို့ဆိုပါတယ်အဲ့ဒီဒေါ်ဓမ္မစာရီဘွားသီလရှင်ဆရာကြီးကအမြဲတမ်းမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဝေယဝဆပြုရင်းနဲ့တန်ရှင်းရလုံရင်းနဲ့သူ့ရဲ့နှုတ်ကတွတ်အမြဲတမ်းရွတ်တယ်လို့ပြောတယ်အဲ့ဒါလေးကကြာတော့ဆူရိုးလေးတွေဖြစ်လာတယ်ပေါ့အဲ့ဒါကိုဆရာကြီးကပြန်ပြီးတော့မှတ်တမ်းတင်ထားအဲ့ဒီဆရာကြီးဆိုးတဲ့အတိုင်းလေးမှတ်တမ်းတင်ထားဟုတ်လားအဲ့ဒါလေးကိုရမယ်ဆိုလို့ရှိရင်ပိဿပေါင်းသူတော်ကောင်းတို့အရဟံဂုံရဲ့အတိပ္ပယ်ကိုကောင်းကောင်းသိမယ်ပေါ့နော်ပါဠိစာပေဆိုတာကပါဠိစကားလုံးတွေဆိုတာကအ내အတိပ္ပယ်ကနော်ချက်ရင်ချက်တဲ့လောက်တချို့ကကျေပြန့်တဲ့သဘောရှိတယ်အဲ့ဒီအရဟံရဲ့အတိပ္ပယ်ကိုအဲ့ဒီမှာ၅မျိုးဖွင့်ပြရတယ်ပေါ့အဲ့ဒါကိုနော်ဆရာကြီးကစာတတ်ပေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူကအသေးစိတ်ရေးနိုင်တာပေါ့ပြောနိုင်တာပေါ့နော်အပေဝဆင်းရဲတန်တရားဝဆင်းရဲကြီးအကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွင်းမဲ့ပေတတ်ဝါဒနာအငွေ့တက်တဲ့တကွာထို1500သောကိလေသာတို့မှဝေးကွာစိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုကြင်ဖန်အတန်တန်လေတော်တန်တရားစိတ်အထောက်အကံတို့ကိုဖျက်ဆီးကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနဲ့ပြမတတ္တဝါအလုံးတို့၏ပူဇော်ထုကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပါပေသောတဲ့။နဲ့အိဗယ်ဘယ်နှမျိုးတော့5မျိုး။နော်သူ့ရဲ့အနိဗ္ဗာန်ဖွင့်ဆိုမှုကအလွန်အနှစ်သာရရှိတယ်။နော်စကလုံးချင်းချင်းလေးတွေနဲ့ကျေပြန့်တဲ့အဓိပ္ပာယ်ကိုပေါ်တယ်ပေါ့ဟုတ်လား။အပေဝဆင်းရဲတန်တရားဝဆင်းရဲ၏အကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပယ်တတ်တယ်။ဟောမြတ်စွာဘုရားကအရဟတမေဆိုတဲ့ဉာဏ်တန်လျက်ကိုကင်ပြီးတော့ကိလေသာယံသူကိုအပြီးပိုင်းတတ်တယ်ပေါ့။အဲ့ဒါကိလေသာကိုသူကဘယ်လိုအဓိပ္ပာယ်ဖွင့်တော့အပေဝဆင်းရဲတန်တရားဝဆင်းရဲ၏အကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူဟောကိလေသာကိုအပေကိုဖြစ်စေတတ်သောတန်တရားဝဆင်းရဲကိုဖြစ်စေတတ်သောမကောင်းတဲ့ရုပ်မှတဲ့အကြောင်းတရားနော်အကြောင်းတရားဖြစ်ပြီဆိုတော့အကျိုးတရားကိုဇမတ်ရက်လို့မရဟုတ်လားဒါကိလေသာဆိုတာပူလောင်ခြင်းဆင်းရဲခြင်းရဲ့အကြောင်းအဲ့ဒါကို तू ဘလောက်ထိနဲ့ခြုံမိအောင်ပြောထားတော့ပူလောင်ခြင်းဆင်းရဲခြင်းဆိုတာကိုအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းတဲ့ဟုတ်လားပြောဝင်လေအလုံးထိမိရနော်အေးအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လည်းဖြင့်အကျွမ်းမဲ့ပေတတ်ဝါဒနာအငွေ့အတက်နဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าဟောရသော်ဘုရားကိလေသာကိုပယ်တတ်တာကဝါဒနာနဲ့တကွာတတ်တာယဟန္တာတွေလည်းကိလေသာကိုအပြီးပိုင်တတ်တာပဲသို့တော့ဝါဒနာကြံတယ်လို့ဆိုတယ်ဒါမြတ်စွာဘုရားနဲ့ယဟန္တာတို့ရဲ့ထူးခြားချက်ပေါ့နော်အေးအဲ့ဒါလိုဝါဒနာအငွေ့အတက်နဲ့တကွာတခါတည်းပယ်တတ်တယ်ဆိုတာလေအရဟံဂုံရဲ့အတိပ္ပယ်တစ်မျိုးပေါ့နော်ဝါဒနာအငွေ့တက်နဲ့တကွာတို့1500သောကိလေသာတို့မှဝေးกว่าစိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုတယ်ဟောတာမန်ပညာရှိသူတော်ကောင်းအမိခံတဲ့ပုဂ္ဂိုလ်တွေဟာနော်လူရှိသူရှိမှလာလေများသောအဖြစ်အကုသိုလ်ကိုရှောင်ကြတာပေါ့နော်ကိုယ်ရာမှာဆိုလို့ရှိရင်မဟုတ်တာကိုလုံမိတတ်ကြတယ်ပေါ့မြတ်စွာဘုရားကစိတ်ကိုယ်ရာမှတောင်မကောင်းမှုကိုမပြုဘူးမကောင်းမှုဆိုတာကကာယကံရှိတယ်ဝစီကံရှိတယ်မနောကံရှိတယ်ဘယ်မကောင်းမှုမှမြတ်စွာဘုရားမှာမရှိဘူးဟုတ်လားအဲ့ဒါလည်းပဲအရဟံဂုံရဲ့အတိပ္ပယ်တစ်မျိုးစိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုကြိမ်ဖန်အတန်တန်လေတတ်သောတန်တရားစက်ဤအထောက်အကံတို့ကိုဖြစ်စည်းတယ်တန်တရားဆိုတာဘိန်းကြီးတစ်ဘိန်းလေနေတာနဲ့တူလို့နော်ဆက်ဆိုတာဆက်ကပါဠိစကားကရှင်းသက်လာတာနော်ဆက်ဆိုတာလေနေတဲ့သဘောလေပတ်နေတဲ့သဘောအဲ့တော့ဦးဇင်းတို့ဆိုကြပါစို့ဘိန်းတစ်ဘိန်းကိုမလဲသေးခြင်းဘူးဆိုရင်ဒီဘိန်းကိုဖြစ်စည်းပြဖို့လိုတယ်အဲ့ဒါသူကဘလို့ရေးပြတာတော့တန်တရားစက်ဤအထောက်အကံတို့ကိုဖြစ်စည်းဘင်းတို့နော်လေဘိန်းကြီးတစ်ဘိန်းဆိုကြပါစို့နော်ကလေးကောင်းမှရှိတယ်ဘေးကအကိုဝိုင်းဝိုင်းကြီးကိုဦးဇင်းတို့ရက်ဒီမှာတော့တကူလို့ခေါ်တယ်ပေါ့နော်အဲ့ဒီတကူနဲ့ဘရောင်းကြားထဲမှာဘာတွေရှိတော့ဓာတ်တွေရှိတယ်နောက်ဆက်ဘိန်းဆိုလို့ရှိရင်လည်းပဲပြင်မကကိုကြီးရှိတယ်ကလေးကောင်းကဝင်ရွတ်တက်တဲ့ချက်ကလေးရှိတယ်ပေါ့အဲ့ဒါနဲ့ဘေးကကိုကြီးနဲ့ဟိုဘာတွေနဲ့ဆက်တာစမုတ်တန်တွေနဲ့ဆက်တာအဲ့ဒီစမုတ်တန်တွေကိုဒါဓာတ်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီဓာတ်တွေကိုဖြတ်ပလိုက်လို့ရှိရင်ဘရောင်းနဲ့တကူနဲ့ကအဆက်မရှိတော့တဲ့အတွက်ကြောင့်ဒီဘိန်းကလေလို့မရတော့အဲ့ဒါလိုပဲဒုက္ခဆက်ကိုမြတ်စွာဘုရားကဖြည့်ဆည်းပစ်တယ်ဒါဒီအရဟံဂုံရဲ့အဓိပ္ပာယ်တစ်မျိုးပေါ့ဟုတ်လားပြီးတော့ဗာပြောတော့ကြီးကဲလွန်မြတ်
ဂုံတကတ်ကြောင့်လူနဲ့ပြမှာတတ္တဝါအလုံးတို့၏ပူဇော်ထုကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပြီးတော့သီလသမารိပညာဝိတ္တိမုဒ္ဒိညာဏတဒနာနော်အလွန်ကြီးကျယ်မြင့်ပြတ်တဲ့ဂုံအရာမှာမြတ်စွာဘုရားသည်အသာဆုံးအမြတ်ဆုံးဖြစ်တယ်ဒါကြောင့်ဘယ်တော်ဝါမျိုးမဆိုရဲ့ပူဇော်တာကိုခံတိုက်တယ်ဒါအရဟံဂုံရဲ့အဓိပ္ပာယ်တစ်မျိုးပေါ့အဲ့တော့အရဟံဂုံရဲ့အဓိပ္ပာယ်၅မျိုးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဧကန္တနိဗ္ဗိဒာယစင်စစ်ဧကံတန်တရားဝရှင်ရဲ့ကိုညီးငွေတဲ့ဉာဏ်ကိုရခြင်းလဲဆိုရင်ဝိရာဂယတက်မဲ့မောခြင်းကင်းတဲ့သဘောនិရောဓယကိလေသာနဲ့ဒုက္ခချုပ်ဆုံးတဲ့သဘောဥပဒမာယအပူတဲ့အလောင်းတန်းငြိမ်းလို့အေးတဲ့သဘောဟုတ်လားအဘိညာယထူးသောဉာဏ်ဖြင့်သိတဲ့သဘောတမ္ဘောဓာယထူးထွင်းပြီးတော့သိတဲ့သဘောနိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရတဲ့သဘောဒီလိုအကျိုးကျေးဇူးတွေကိုရကျင်တယ်ဆိုရင်နံပါတ်1နော်အကျိုးအလွန်များတဲ့တတိအဲ့ဒီတတိကဘယ်အာယုံကိုအာယုံပြုပြီးတော့ဖြစ်တဲ့တတိလဲမြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့ဖြစ်တဲ့တတိဟုတ်လား